သုံးချက်ရှိတယ်တိအချက်ကဘာလို့မလဲရင်သွင်းတယ်သင်ပေးနော်သင်ပေးပြီးတော့လူလားမြောက်လာပြီဆိုလို့ရှိရင်ခုနဘာသာကြားနဲ့ယူရင်ရနိုင်တဲ့ဒုက္ခတွေကိုစောစောကကြိုပြောထားမယူဖို့တခါတည်းတတိပေးထားအဲ့ဒါတိချက်နှစ်ချက်ကဘာလို့ရမလဲဗုဒ္ဓဘာသာဆိုင်မှာအားပေးပါတဲ့ဘယ်ဆိုင်အားပေးရမလဲဘုန်းကြီးတို့မင်းကွန်းတိပိဋကတရဆရာတော်ဘုရားကြီးရှိတယ်နော်ဗမာပြည်မှာပထမအဆုံးတိပိဋကဆရာတော်ကြီးသူ့เจ้าမှာကျောင်းဆောက်တော့တခါတည်းကပစ္စည်းတွေလာပုံနဲ့ဟက်ကောင်တွေဘယ်ဆိုင်ကဝယ်ခဲ့တာဘယ်ဆိုင်ဖေမန္တလေးမြို့ကဟာအဲ့ဒါမွတ်စလင်ဆိုင်တွေမို့လားမှန်ပါဗျာမင်းတို့ဘာဖြစ်လို့အဲ့ဒီကဝယ်တာလဲဈေးတော်တယ်ဗျာတဲ့အဲ့မှာဆရာတော်ကြီးပြောတဲ့စကားဟဲ့ဈေးတော်လဲဗုဒ္ဓဘာသာဆိုင်မှာဝယ်စမ်းပါကွာဗုဒ္ဓဘာသာဆိုင်ဈေးကြီးပါစေဝင်ဗုဒ္ဓဘာသာဆိုင်ရောက်သွားတဲ့ပတ်စံကဖះเจ้าကံပြန်ရောက်နိုင်တယ်မရောက်တော့သူတို့စားရုံပဲကိုယ့်ဘာသာကိုမဖြစ်ဘူးမွတ်စလင်စီရောက်သွားတဲ့ပတ်စံကဘယ်သူ့ကိုဖြစ်မှာဗုဒ္ဓဘာသာမဖြစ်ဘူးနဲ့ဖြစ်မှာလားသူတို့စီးပွားရေးမှာတွက်ထားတာလေအမြတ်ငွေရဲ့10ရာနှုန်းကိုဗလီကိုအခွန်ဆောင်ပြီးအဲ့ဒါဘာလို့မှလဲဗုဒ္ဓဘာသာမိန်းကလေးတယောက်ကိုယူနိုင်ရင်ဘလောက်ရက်ွက်လူကြီးသမီးယူနိုင်ရင်ဘလောက်မြို့နယ်လူကြီးသမီးယူနိုင်ရင်ဘလောက်ဖះခေါ်ဘက်ကသမီးယူနိုင်ရင်ဘလောက်ဘုံမှုသမီးယူနိုင်ရင်ဘလောက်အဲ့ဒါတွေကအဲ့ဒါနဲ့စုပေးတာကဲဒါဆိုရင်သူတို့စီကိုဝယ်လိုက်တဲ့ပတ်စံသည်ကိုယ့်ဘာသာကိုတိုးတက်ဖို့လားဖြစ်စည်းဖို့လားအဲ့တော့ဟိုရိုင်းပြောလို့ရှိရင်တော့သူတို့စီကိုဆိုင်ကိုသွားဝယ်နေတာဒီဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့နှမလာယူပါလို့ပြောတာနဲ့မတူလားတူနေလားတူနေတယ်နော်အဲ့တော့နံပါတ်1ကဘာလို့အောင်မှာ